ကဲဒီဘက် YouTube ဒီဘက် YouTube ဒီဘက်အကောက် YouTube ကဲမိတ်ဆွေတွေအားလုံးပဲအဆင်ပြေကြလားအဆင်ပြေကြလားဒီဘက် YouTube เนาะဗီဒီယိုဖိုင်လေးပဲတင်လိုက်ပါတယ်ရှင်เนาะအားပေးနေတဲ့တယောက်ချင်းစီတိုင်းလည်းကျေးဇူးတင်ပါတယ်เนาะမနက်ကတင်ပေးခဲ့တယ်เนาะညနေကို8:3ပတ်တီးလဲအောင်နဲ့မိန်းကွက်လဲ48ဆိုပြီးဒဲဝင်နေเนาะခါတိုင်းရက်တရာလဲဝင်ကြည့်တဲ့သူတွေသိမှာပါเนาะလိုက်ပေးတဲ့သူတွေတဦးတယောက်ချင်းကိုကျေးဇူးတင်ပါတယ်ကဲကျွေးတွေတင်နေကြတယ်ကျွေးတွေဖြစ်နေကြတယ်ဆိုရင်ကျမကမေဤ2D မေဤ YouTube နှစ်ကောက်ရှိပါတယ်ဒါကအကောက်အသစ်ပါเนาะအခုဒီမှာပြောတာအကောက်အသစ်ပါအကောက်ဟောင်းရှိပါတယ်အကောက်ဟောင်းမှာတော့လူဦးရေတန်းနဲ့ချီရှိပါတယ်အဲ့တော့ဘာလေးပြောချင်လဲဆိုတော့စနေတနင်္ဂနွေနောက်ဆုံးထားပြီးတော့ဖုံးပြီးစနေတနင်္ဂနွေနောက်ဆုံးထားပြီးတော့မန်ပါဝင်ခြင်းဆက်သွယ်လိုက်ပါเนาะဆက်သွယ်လိုက်ပါရှင်ဆက်သွယ်လိုက်ပါဒီညနေပတ်တီးလဲအောင်နဲ့မိန်းကွက်လဲရတယ်เนาะဒီဘက်ကအသူကြီးเนาะအဲ့တော့အခုကျမဈေးလဲရောင်းနေသီလားအခုမှချွေကုန်စံဒီပစ္စည်းတွေလဲလှမ်းမှာနေတယ်ကျမရဲ့မိသားစုဝင်တွေကျမရှိမှာမိသားစုဝင်တွေเนาะရတယ်အမားတယ်ဟိုကောင်လေးရသွားပြီသူတော်တော်ရသွားပြီဖြစ်လိမ့်မယ်သူကအဲ့လိုမိန်းကွက်တွေဆိုသူတအားလိုက်တယ်အဲ့ကောင်ကြီးကเนาะတားဒီဟာလေးတစ်ချက်လာပြောပြန်9500နဲ့80ကျော်ဒီမှာဒီဒါလဲ 2D မေဤပဲเนาะမြင်ရလား 2D မေဤပဲเนาะဒါလဲ9580 9000ကျော်ဒီမှာဒါ YouTube ဒါအဟောင်းเนาะဒါညာတိုင်း live လွှင့်နေည8နာရီဆို live လွှင့်ပါတယ်အဲ့အကောက်ကလေးလဲသွားပြီးတော့ follow လေးလုပ်ပြီးအပ်ထားပေးလို့ရပါတယ်ဝင်ကြည့်လို့ရပါတယ်ကဲမနက်ကဒီနေ့နောက်ဆုံးပိတ်အိတ်နဲ့လွယ်တယ်เนาะမေကအမြဲတမ်းအင်္ဂါမကျော်ဗုဒ္ဓဘူးအင်္ဂါမကျော်စာတို့ပတ်တီးထိတ်စီးเนาะမွေးနိုင်သလားမွေးတောင်းနဲ့ချီမွေးသိန်းနဲ့ချီမွေးเนาะမိန်းကွက်နဲ့2သီးစား3သီးစားရတယ်ပတ်တိုင်းเนาะအဲ့ဒါလေးကိုဒီဘက်ကောင်မှသိအောင်လာပြောပြတာပါကျွေးတင်နေတဲ့သူတွေကျွေးရှိနေတဲ့သူတွေဆိုရင်လက်လာတွဲလို့ရတယ်လက်တွဲပြီးမန်ပါကြီးလေးသွင်းပြီးတော့ကျမချပေးတဲ့ထိတ်စီးပတ်တီးနဲ့မိန်းကွက်ကိုမွေးပြီးလိုက်နိုင်ရင်ကားမကြော်ဘူးဗုဒ္ဓဘူးမကြော်ဘူးအခုကဖောင်းရက်ကတနင်္လာရှိတဲ့အတွက်ကြောင့်မလို့ဗုဒ္ဓဘူးနဲ့ကြာသပတေးကိုကြာမယ်အလွန်ဆုံးသူကစောင့်ရရင်ဗုဒ္ဓဘူးထီပဲเนาะဂါနေ့မှာတော့ထွက်တတ်တယ်เนาะအဲ့ဒါကြောင့်မလို့လက်တွဲချင်ဖုန်းနံပါတ်ကလေးဘိုင်ဘာဖုန်းနံပါတ်လေးချထားပြီးတယ်ဟိုင်းလိုက်ပါရှင်ဝင်ကြီးကတော့2000ကျပ်ပါ9ရက်စာပါရှင်ကျေးဇူးတင်ပါတယ်เนาะ